မင်္ဂလာပါပြည်သက်ကြီးရေ2003ခုနှစ်မတ်လမှာ FBI ဟာအသက်44နှစ်အရွယ်အင်ဒရူးကာဆင်ဆိုသူကိုဖမ်းဆီးခဲ့ပါတယ်။သတင်းစာရဲ့ဖော်ပြချက်အရဒီလူဟာမယုံနိုင်စရာကောင်းလောက်အောင်ကံကောင်းလို့ဖြစ်ပြီးစတော့ဈေးကွက်သမိုင်းမှာဘယ်သူမှမတူအောင်ငွေရှာနိုင်ခဲ့သူပါ။သူဟာဒေါ်လာ800ပဲရင်းနှီးမြှုပ်နှံခဲ့ပေမဲ့နှစ်ပတ်အတွင်းမှာအဲ့ဒီငွေကိုဒေါ်လာ350တန်းဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။ FBI ကတော့သူဟာလိမ့်လည်လိုက်ပြနေတာဒါမှမဟုတ်အတွင်းသတင်းရယူပြီးကစားနေတာဖြစ်မယ်လို့တန်တရားဝင်ခဲ့ပါတယ်။ဒါပေမဲ့အန်ဒရူးကိုစစ်ဆေးမေးမြန်းတဲ့အခါသူကသူ့ကိုယ်သူအချိန်ခရီးသွားသူ time traveler တယောက်ဖြစ်တယ်လို့ဖြေခဲ့ပါတယ်။သူဟာအနာဂတ်နှစ်ပေါင်း250ကနေလာခဲ့တာဖြစ်ပြီး best stock တွေကဈေးတက်မယ်ဆိုတာကြိုသိနေလို့အခုလိုအကျိုးမဲ့တွေရခဲ့ရလို့ဆိုပါတယ်။ဒါကို FBI ကအံ့ဩသွားပေမဲ့သူလိန်နေရမယ်လို့ယုံကြည်ပြီးတော့တက်တဲ့ပြဖို့ကြိုးစားခဲ့ကြပါတယ်။ပိုပြီးထူးဆန်းတာက2002ခုနှစ်ဒီဇင်ဘာလမတိုင်ခင်မှာဒီလူနဲ့ပတ်သက်တဲ့ဘယ်မှတ်တမ်းမရမှာစာမတွေ့ခဲ့တာပါပဲ။အံ့ဩစရာအကောင်းဆုံးကတော့ဧပြီလ3ရက်နေ့ရုံးချိန်မှာသူဟာလုံးဝပြောက်ွယ်သွားပြီးဘယ်တော့မှပြန်ရှာမတွေ့တော့တာပါပဲ။သူဟာတကယ်ပဲအချိန်ခီးသွားသူလား။အချိန်ခီးသွားဖို့တကယ်ပဲဖြစ်နိုင်လား။ဒါမှမဟုတ်ဝတ္ထုနဲ့ရုပ်ရှင်တွေကစိတ်ကူးရင်တက်ပဲလား။ဒီနေ့ဗီဒီယိုမှာတော့အချိန်ခီးသွားခြင်းအယူဆကိုသိပ္ပံနည်းကျနားလည်အောင်လေ့လာကြည့်ကြအောင်။သိပ္ပံနဲ့အနုပညာတွေကအချိန်ခီးသွားခြင်း1895ခုနှစ်မှာစာရေးဆရာ H.G. Wells က The Time Machine ဆိုတဲ့ဝတ္ထုကိုရေးသားခဲ့ပြီးနောက် Time Machine ဆိုတဲ့စကားလုံးဟာလူကြိုက်များလာခဲ့ပါတယ်။အဲဒီဝတ္ထုကစိတ်ကူးရင်သက်သက်ဖြစ်ပေမဲ့သိပ္ပံပညာရှင်တွေနဲ့ဒသနိကဗေဒပညာရှင်တွေကိုအများကြီးလှုပ်ဆောင်မှုပေးခဲ့ပါတယ်။သိပ္ပံရုပ်ရှင်တွေကိုကြည့်ပြီးအချိန်ခီးသွားခြင်းအမျိုးအစားတွေကိုခွဲခြားနိုင်ပါတယ်။အနာဂတ်တို့တခြားမြန်သွားခြင်းအနာဂတ်ကိုသွားပြီးရင်ပြန်လာလို့မရတော့တာမျိုးပါ။ဥပမာ Interstellar ရုပ်ရှင်မျိုးပါ။ချက်ချင်းခုန်ကူးခြင်းတနေရာကနေတနေရာကိုချက်ချင်းခုန်ကူးတာမျိုးပါဥပမာ Back to the Future ရုပ်ရှင်လိုမျိုးပါအချိန်ကရွေ့ရှာပြီးခီးသွားကရက်နေခြင်းဥပမာ Harry Potter ရဲ့က Harmony ရဲ့ Time Turner လိုမျိုးပါအချိန်နှေးကွေးစွာသွားခြင်းဥပမာ Primer ရုပ်ရှင်ထဲမှာလိုမိနစ်တိုင်းကိုတစ်တာထဲမှာစောင့်ဆိုင်ပြီးမှပြန်သွားရတာမျိုးပါအလင်းလင်လုံးပြင်သွားခြင်းဥပမာ Superman 1979နဲ့မှာလို့အလင်းထက်မြောင်ပြန်သွားပြီးအတိတ်ကိုပြန်သွားတာမျိုးပါသိပ္ပံနည်းကျအချိန်ခီးသွားခြင်းအနာဂတ်သို့သွားခြင်း Albert Einstein ရဲ့ Theory of Special Relativity အရအနာဂတ်ကိုသွားဖို့ဆိုတာသိပ္ပံနည်းကျဖြစ်နိုင်ပါတယ်။ Einstein မတိုင်ခင်က Isaac Newton ဟာအချိန်ဆိုတာကိန်းသေးလို့ယူဆခဲ့ပေမဲ့ Einstein ကတော့အချိန်ဟာမြေတစင်းလိုပဲအလင်းနှုန်းနဲ့ drag ဆွဲအားပေါ်မူတည်ပြီးမြန်လိုက်နှေးလိုက်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒါကို time dilation အချိန်ဆွဲဆန့်ခြင်းလို့ခေါ်ပါတယ်။အနာဂတ်ကိုသွားနိုင်တဲ့နည်းလမ်းသုံးခုရှိပါတယ်။အလင်းနှုန်းသင်ဟာအလွန်မြန်တဲ့ယဉ်တစည်းပေါ်မှာရှိနေရင်သင်အတွက်အချိန်ကနှေးသွားပါလိမ့်မယ်။1982ခုနှစ်က Havli Keating Experiment ရလေမောအတန်နာရီဟာမြေပြင်ကနာရီထက်ပိုနှေးသွားတာကိုသက်သေပြနိုင်ခဲ့ပါတယ်။ Theory အရအလင်းလင်လုံးနီးပါးနဲ့10နှစ်ကြာခီးသွားပြီးကမ္ဘာကိုပြန်လာရင်ကမ္ဘာမှာနှစ်ပေါင်း9000ကြာသွားတာမျိုးဖြစ်နိုင်ပါတယ်။ Drag ဆွဲအားများလေအချိန်နှေးလေပါပဲ။ Black hole တစ်ခုနားမှာအချိန်ဖြုံးမယ်ဆိုရင်တင့်အတွက်အချိန်ကအရန်နေသွားပြီးအပြင်လောကမှာတော့နှစ်ပေါင်းများစွာကုန်ဆုံးသွားမှာပါ။ဒါကို Interstellar ရုပ်ရှင်မှာအတိအကျပြသခဲ့ပါတယ်။အေးခဲအိတ်ဆက်ခြင်းဒါကတော့ခန္ဓာကိုယ်အိတ်ခဲထားပြီးဇီဝကမ္မဖြစ်စဉ်တွေကိုနှိကွေးသွားအောင်လုပ်ခါအိုမင်းရောင်မှုကိုတားဆီးရနည်းလမ်းပါ။ NASA ကဒါကိုလက်တွေ့စမ်းသပ်ဖို့ကြိုးစားနေပါတယ်။အတိတ်သို့ပြန်သွားခြင်းနဲ့ရှုပ်ထွေးမှုများအတိတ်ကိုပြန်သွားဖို့ကတော့အနာဂတ်ကိုသွားတာထက်အများကြီးပိုခက်ခဲပါတယ်။ Stephen Hawking ကအတိတ်ကလာတဲ့အချိန်ခီးသွားတဲ့အတွက်ပါတီပွဲတစ်ခုလုပ်ခဲ့ဖို့ပဲဘယ်သူမှရောက်လာခဲ့ပါဘူး။ Theory အရတီကောင်တွင်းတွေကိုသုံးပြီးအတိတ်ကိုသွားနိုင်တယ်လို့ Einstein ကဆိုခဲ့ပေမဲ့ဒါဟာအလွန်ကြီးမားတဲ့စွမ်းအင်နဲ့ negative energy တွေလိုအပ်ပါတယ်။ဒါအပြင်အတိတ်ကိုသွားတဲ့အခါ grandfather paradox အဖိုးဖြစ်သူကိုတတ်မိရင်မိဖြစ်သူရှိမလာတဲ့ပြဿနာလိုမျိုးရုပ်ထိပ်ဗေဒဆိုင်ရာအဖို့တွေလည်းအများကြီးရှိနေပါတယ်။အချုပ်ပြောရရင်အင်ဒရူးကာဆင်ရဲ့ဇာတ်ဟာအမှန်တော့ The Weekly World News ဆိုတဲ့တယောစာသတင်းစာကရေးသားခဲ့တဲ့သတင်းတူတာဖြစ်ပါတယ်။လူတွေကအဟုတ်မှတ်ပြီးတော့ပြန်လည်ခန့်ဝင်ခဲ့ကြတာပါ။ဒါပေမဲ့သိပ္ပံနည်းကျကြည့်ရင်အနာဂတ်ကိုအချိန်ခီးသွားဖို့ဆိုတာဖြစ်နိုင်ခြေရှိနေပြီးသားဖြစ်တယ်လို့ကြေတာယာတွေကိုကြည့်ခြင်းအပြင်အတိတ်ရဲ့အလင်းတန်းတွေကိုမြင်တွေ့ရတာဟာလည်းအတိတ်ကိုတနည်းတစ်ဖုံကြည့်ရှုနေရတာပါပဲ။ဒီဗီဒီယိုကနေဘ ഹു တုဒတစ်ခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဘယ်လိုထူးဆန်းအောင်ဝယ်အကြောင်းအရာတွေကိုသိချင်သေးလဲဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။